cherry judy เนาะ cherry judy ကျွန်တော်ကြိုက်တယ် platinum မှာကြိုက်ဆုံးပဲ cherry judy နောက်တစ်ကကို okay ငါကပ်ပါတာတကက်တော့ရပြီဗျာနောက်တစ်ယောက် ကင်မရာရှိမပြော yes ဒူလေတာ P7 เนาะ P7 လည်းကောင်းပါတယ် P7 ရပါပြီเนาะကောင်းတယ်ဗျာကဲ3ကပ်ပဲကျန်တော့ဟိုဖွာကိုရန်ကက်လေးမလာသေးဘူးလာပြီကိုရန်ကက်ကြီးဟာ စန်ကြီးလားမသိဘူးညဟုတ်တယ်စန်ကြီးထင်တယ်ဟာမဟုတ်ဘူးဒါဟုတ်တယ် ဖဲကိုဂျေဂလာ dash ကိုကျွန်တော်ကိုရန်ကက်ရပါပြီဝေါဒါတော့ဆောင်းလဲပါလေတော့လဲနေပြီလားခုနကကျတော့မလဲဘူးပါညာတယ်ကဲနှစ်ကက်ကျန်သေးတယ်ဗျာနော်အဲ့တော့ဒီကပ်ဘာဖြစ်လဲဒါမသိဘူးလေဟောဒီလားမသိဘူးဟုတ်တယ်ဒီ အိုဂန်ဒီ နော်အိုဂန်ကဒီဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီကက်လေးတော့ရပြီဒါပေမဲ့ golden ကက်လေးဆိုရင်ပိုကောင်းမယ်ပေါ့နော် normal ကက်တော့ဖြစ်နေတယ်အဲ့တော့နောက်ဆုံးတစ်ယောက်ကတော့ကြည့်လိုက်အောင်သူလေ OP နော် OP လည်းကြိုက်တယ်ဗျာနော်မစိုးဘူးတော့ရအောင်ငါဟိုဟာနည်းနည်းဘယ်လိုပြောမလဲကိုးတွေပါတာများတယ်ဗျာနော် Roma တွေမပါဘူးကျွန်တော် Roma လည်းလိုချင်ဆိုတော့ငါကက်14လည်းကောင်းပါတယ်14ကရွှေရောင်ကက် K8 လားမသိဘူးဗျာဟုတ်ဘူး super bat ဟော super bat နော် K8 ကယူဟာ super bat ရင်ကကျွန်တော်လည်းကလေးတွေကတော့လိုက်စုမှရမယ်ပေါ့ဗျာကလေးတွေကစုမရမယ်။ तू ကဒီအထုပ်လေးတွေကပေါ့နော်ဟို LOD မှာသူတို့ရောင်းဖို့ရှိရယ် sorry ရောင်းလို့ရရတဲ့25ရာခိုင်နှုန်းပြန်ပြီးတော့စူကြီးတွေကိုပေါင်းပေးသွားမယ်လို့သိရပါတယ်ဆိုတော့ဒီကက်လေးတွေကကျွန်တော်တို့ဒါ color လုံးမှာပေါ့ဗျာသိရမှာပြီးတော့ဒီကက်လေးတွေတသင်းစာပေါ့နော်ပြေသွားလို့ရှိရင်အဲ့လိုတခြား diamond တွေပါတယ်ညာနေပြန်လဲလို့ရတဲ့စီစဉ်လေးလုပ်ပေးမယ်လို့လည်းသိရပါတယ်ဒါကတော့အဲ့စူကြီးတွေပြန်ထည့်ပြီးတော့တော်တော်လေးသဘောကျတယ်ကျွန်တော်ဟုတ်တယ်ဟုတ်ပါတယ်ကလင်းမင်းကြီးကိုရများရှိရင်ချက်ပေါက်မှာဆက်တွေ့လိုက်ပါနော်